ကျွန်တော်တို့ဒီနေ့တော့ဂေါတွန်းညိုဆွဲ grammar လေးကိုလေ့လာကြည့်ကြအောင်ဒီ grammar လေးကတော့အများသောအားဖြင့်စာကြောင်းရဲ့အဆုံးသက်တွေမှာသုံးလေးရှိပါတယ်ဒီနေ့တော့ဒီ grammar လေးကိုအသုံးပြုပြီးတော့စာကြောင်းရဲ့အဓိပ္ပာယ်တွေဘယ်လိုပြောင်းလဲသွားရဆိုတာအသေးစိတ်လေ့လာကြည့်ကြရအောင်အားလုံးပဲမင်္ဂလာပါ Easy Korea Channel မှာကြိုဆိုပါရစေဒီနေ့လေ့လာမယ့် grammar လေးကတော့ဂေါတွန်းညိုဆွဲ grammar လေးဖြစ်ပါတယ်ဒီ grammar လေးရဲ့အဓိပ္ပာယ်ကတော့လို့လီလို့ပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်ဒီ grammar လေးကိုတော့ဟွန်းယုံစာလို့ခေါ်တယ်နမဝိဒနာနဲ့လည်းတွဲသုံးလို့ရလို့ဒုံးစာလို့ခေါ်တယ် verb တွေနဲ့လည်းတွဲသုံးလို့ရပါတယ်ဒီ grammar လေးရဲ့အသုံးပြုပုံကတော့အရန်ကိုလွယ်ကူရိုးရှင်းပါတယ်ကိုအသုံးပြုမဲ့ adjective သုံးမဟုတ် verb ရဲ့နောက်မှာဒီ grammar လေးကိုတန်းကပ်လိုက်ရုံပါပဲgrammar လေးကိုတော့ EU လို့ခေါ်တဲ့အကြောင်းအရာတွေခြားလို့မသိသေးတဲ့အကြောင်းအရာကိုကိုကပြောတဲ့ခါမျိုးမှာသုံးပါတယ်နောက်ထပ်ကိုကစတင်ပြီးတော့အကြောင်းအရာတစ်ခုကိုပြောရင်တဲ့ခါမျိုးမှာစကားအစအနေနဲ့လည်းဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်နောက်ထပ်အခြားလူရဲ့စကားကိုစန့်ကျင်တဲ့ခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒါပေမဲ့သတိထားမှာစန့်ကျင်ဘက်အနေနဲ့ပြောတဲ့ခါမှာတော့အရင်ရင်းနှီးတဲ့တငယ်ချင်းဒါမှမဟုတ်ဒီသားစုညီကိုမောင်နှမကြားမှာပဲပြောလို့ရှိပါတယ်ရှင်းသွားအောင်ကျွန်တော်တို့နမူနာစာကြောင်းလေးတွေကြည့်ပြီးတော့လေ့လာကြည့်ကြရအောင်အရင်ဆုံး EU လို့ခေါ်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အခါမှာဘယ်လိုသုံးလဲဆိုတာအရင်လေ့လာကြည့်ကြအောင်ဂျန်နီရှင်တို့ဘေဘင်းမဘူးဂျာဂျူမော်နေရောဂျန်နီကတော့ထမင်းတုပ်ကိုမကြာခဏစားတယ်နော်네, 저는 채소를 좋아하거든요. 오케이, 저는 채소를 좋아하거든요. 띠하고 짜이로바, 짜이로리 사디편 동료야바. 이마소에 va고 찌레카마 좋아하다, 짜이네다디. 나오마 거든요 까비로 좋아하거든요. 나들이 타마 디 그라마우 동네 카마 코리아로 소에노 organ လို့ခေါ်တယ်လေယူလေသိန်းခေါ်တွန်းနောက်မှာညိုကိုပြောတဲ့အခါမှာခေါ်တွန်းညိုဆိုပြီးတော့အတန်ကိုနည်းနည်းလေးရှည်ဆွဲရပါတယ်ဒါမှသာလေနားထောင်တဲ့တစ်ဖက်လူကနားထောင်တဲ့အခါမှာနားထောင်လို့ကောင်းတာဖြစ်ပါတယ်ဒီနေရာမှာသတိထားမှာချေဆိုရူဂျိုဟာခေါ်တွန်းညိုကိုကအတီးရွက်ကြိုက်တယ်ဆိုတာကိုတစ်ဖက်လူကမတိသေးတဲ့အကြောင်းအဖြစ်တယ်ကဲတိတယ်တစ်ဖက်လူကတီးပြီးသားကြောက်ရလို့ရှိရင်ဂေါတိုဂျိုမသုံးပါဘူးဂျန်နာယိုဆိုပြီးတော့သုံးပါတယ်ဒီကအပြင်ဒီ grammar ကိုသုံးတဲ့အခါမှာတစ်ဖက်လူကမတိသေးတဲ့အကြောင်းအရာကိုပြောတဲ့အခါမျိုးမှာဒီ grammar ကိုသုံးပြီးတော့ပြောပါတယ်ဟုတ်ပြီအစလုံးတစ်ခုဖတ်ကြည့်အောင်ဂျန်နီရှင်တို့ဘေဘင်းမဘူးဂျာဂျူမော်နေရောဂျန်နီကတော့ထမင်းတော့ကိုခဏခဏစားတာပဲနဲကျွန်တော်ချက်ဆိုလူဂျိုဟာကောတွညိုဟုတ်ကဲ့ကျွန်တော်ကတော့အတီးရွက်ကိုကြိုက်လို့လေကြိုက်လို့ပါ오늘 기분이 좋아 보이네. 이내 새끼니래 봄에. 내일부터 휴가거든. 어때? 맨날 사비로 알아야 말로리. 이마 찌레 가마 휴가수라 나옴 제발. 이 그라마오 나오니네래 되동로 야발. 나오네 되동네 가마로 나오마 따바루시 이 캠미로 따바이노 바마 칸지암로 리다이메နောက်ပါဂေါတွန်းကတ်လိုက်ရုံပါဒီမှာတော့ဗန်မပုံစံဖြစ်တဲ့အတွက်ယုံမပါပါဘူးနေဘူတော့ဟျူဂါဂေါတွန်းဟုတ်ပြီစလုံးတစ်ခေါက်ဖတ်ကြည့်အောင်ဟိုနူဂီဘုန်နီဂျိုအဘွိနေဒီနေ့စိတ်ကြည်နေတဲ့ပုံပဲနေဘူတော့ဟျူဂါဂေါတွန်းဟုတ်တယ်မနေ့ပြန်စားပြီးတော့အားလေးရမလို့လေဟုတ်ပြီနောက်တစ်ခုထပ်ကြည့်အောင်ဝဲဘဘူးဂျိုဂိုမန်မကောဆောဘာဖြစ်လို့ထမင်းကိုနည်းနည်းပဲစားတာလဲ요즘 감기에 걸려서 입맛이 없거든. 그들로 에미로 입맛이 없거든. 입맛을 알아? 야다. 그래 야다. 그래 야다면시 없거든. 그래 삐아니래. 이 말소리 입맛이 없다.
of တိုင်းနောက်မှာ Gordon ကပ်ပြီးတော့ of immersion of Gordon ရုံးစာဒုံးစာတွေမှာဆိုလို့ရှိရင်တော့အသက်ပါသည်ဖြစ်စေမပါသည်ဖြစ်စေနောက်မှာဒီတိုင်းကပ်လိုက်ရုံပါပဲဟုတ်ပြီဆက်ဆုံးတစ်ခေါက်ဖတ်ကြည့်အောင်ဝဲဘဘူဂျိုကိုမန်မကောဆောအဖြစ်လို့ထမင်းကိုနည်းနည်းပဲစားတာလေယူဂျွန်ဂန်ကီကောလဲဆောအမစီအော့ဂေါတန်ခုဒလောအေမီလို့ဇက်ရတာပြက်နေတယ်ဂရင်းပြက်နေလို့ဂရင်းပြက်နေတဲ့အကြောင်းအရာကိုတစ်ဖက်လူကမသိသေးဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောတဲ့အခါမှာဒီ grammar ကိုသုံးပြီးတော့ပြောပါတယ်ဟုတ်ပြီနောက်တစ်ခုထပ်လေ့လာကြည့်ကြအောင်주말에는 지하철로 이용하세요. 길이 많이 막히거든요. 빼야 말어. 이어야 타고 동뷰봐. 길이 많이 막히거든요. 난이 연배로리. 이 맛으로 시에 막히다. 람빼디. 파에 나오마 거든요 까비로. 길이 많이 막히거든요. 비슷한 거 파지요. 주말에는 지하철을 이용하세요. 길이 많이 막히거든요. 빼야 말어. 미역에 타시봐. 란이 연배로리.နောက်ထပ်ကိုကတစ်ဖက်လူကိုအကြောင်းအရာတစ်ခုကိုစတင်ပြီးတော့ပြောခြင်းတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဘယ်လိုသုံးလဲဆိုတာထပ်ပြီးတော့လေ့လာကြည့်ကြရအောင်제가 어제 학교에 식당에 갔거든요. 거기 김밥이 정말 맛있었어요. 저는 머니가 자운시야 사다우산고 도와게라리 에리사야ထမင်းလိပ်ကအရန်ကိုအရသာရှိတာပဲဒီလိုမျိုးတစ်ဖက်လူကိုကမတည်သေးတဲ့အကြောင်းအရာတစ်ခုကိုအစပြောပြီးတော့ပြောရင်တဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးလို့ရှိပါတယ်ဒီလိုပုံစံတွေနဲ့သုံးတဲ့အခါမှာတော့အများသောအားဖြင့် verb to သုံးလို့ရှိပါတယ်ဒီမှာလို့ရှိရင်လေဂါကောတွန်းညိုဂါရာကို verb to ပုံစံပြောင်းပြီးတော့ဂါကောတွန်းညိုသွားခဲ့တယ်ဒါဆိုအပြင်ကိုယ့်ရဲ့အတွေ့အကြုံတွေကိုကြုံတွေ့ခဲ့ရတာအတိတ်မှာဖြစ်ခဲ့တာတွေကိုပြောတာဖြစ်တဲ့အတွက် verb to ပုံစံတွေနဲ့သုံးလို့ရှိပါတယ်ဟုတ်ပြီနောက်တစ်ခုလေ့လာကြည့်ကြရအောင်제가 지난달에 처음 태권도를 배웠거든요. 태권도가 너무 재미있더라고요. 저는 비계를 나가 브라마우종 태권도 때무게래. 태권도가 이양고 세원사고 가오네. 이 말로 시에 태권도 때문에 정야고 고아တစ်ဖက်လူကို တည်သေးခြင်းပြောသေးခြင်းတဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒီမှာလေဘဲဥဒါကိုဗတ်တုပုံစံပြောင်းပြီးတော့ဘဲဝေါ်ကော်တွညိုတင်ခဲ့တာလေကိုယ့်ရဲ့အတွေ့အကြုံတွေကိုပြောတာဖြစ်တဲ့အတွက်ဗတ်တုပုံစံနဲ့ပဲသုံးများပါတယ်ဟုတ်ပြီအစားဆုံးတစ်ခေါက်ဖတ်ကြည့်အောင်제가 지난달에 처음 태권도를 배웠거든요. 태권도가 너무 재미있더라고요. 저는 비계를 나가 브라마우종အနေနဲ့တိုင်ကွမ်ဒိုကိုသင်မှုခဲ့တယ်တိုင်ကွမ်ဒိုကအရန်ကိုစိတ်ဝင်စားဖို့ကောင်းတယ်လေနောက်ထပ်တစ်ဖက်လူရဲ့စကားကိုစန့်ကျင်တဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ဘယ်လိုပြောရဲဆိုတာထပ်ပြီးတော့လေ့လာကြည့်ကြအောင်형이 내 옷 입었지? 고 나 인지 유월대 몰라 아니거든 나 네 옷 안 입었어မဟုတ်ပါဘူးငါမင်းကြီးမဝတ်ခဲ့ဘူးဒီမှာလို့ရှိရင်တစ်ဖက်လူရဲ့စကားကိုစန့်ကျင်တဲ့အခါမျိုးမှာအာနီဂေါဒွန်ဆိုပြီးတော့သုံးထားပါတယ်ဒီကသတိထားမှာဒီ grammar ကိုဒီလိုပုံစံနဲ့သုံးတဲ့အခါမှာအရန်ကိုရင်းနှီးတဲ့မိတ်ဆွေတငယ်ချင်းဒါမဟုတ်ညီကိုမောင်နှမကြားမှာပဲသုံးလို့ရှိပါတယ်ကိုနဲ့အခုမှစတည်တဲ့ဒီဇိန်ဒါမဟုတ်အထက်လူကြီးတွေနဲ့စကားပြောတဲ့အခါမှာဒီလိုပုံစံသုံးလို့မရပါဘူးရင်းနှီးတဲ့ပုံစံမှာပဲသုံးတာဖြစ်တဲ့အတွက်နာမပုံစံနဲ့သုံးများပါတယ်ဟုတ်ပြီအစားဆုံးတစ်ခေါက်ဖတ်ကြည့်အောင်형이 내 옷 입었지 고 나 인지 유월대 몰라 아니거든 나 네 옷 안 입었어မဟုတ်ပါဘူးငါမင်းကြီးမဝတ်ခဲ့ဘူးဟုတ်ပြီနောက်တစ်ခုထပ်လေ့လာကြည့်ကြအောင်
너무 맛있다. 이거 네가 만든 거 맞아? 이거 사온 거지? 이해하다 시라베. 디야. 이လောက်ထားတာမှန်လားပြင်ကဝယ်ထားတာမလားအဲ့ဒီခါမှာပြန်ဖြေတဲ့ခါမှာ아니야 진짜 내가 만들었거든 나 이제 요리 잘해 아니야 မဟုတ်ပါဘူး 진짜 내가 만들었거든တကယ်ငါလုပ်ခဲ့တာ나 이제 요리 잘해အခုဟင်းချက်တာကောင်းတယ်ဟင်းချက်တာတော်သွားပြီဒီမှာလို့ရှိရင်လေဖတ်လူရဲ့စကားကိုစန့်ကျင်တဲ့အခါမှာဒီဂရမာလေးကိုတုံးပြီးတော့ညင်းတဲ့ပုံစံဖြစ်ပါတယ်이거 사온 거지ဝယ်လာတာမလား아니야 진짜 내가 만들었거든မဟုတ်ပါဘူးဒီစားစာကိုငါလုပ်ထားတာစသည်ဖြင့်တစ်ဖက်လူကိုစန့်ကျင်မဲ့ပြန်ပြောတဲ့အခါမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒါပေမဲ့ရင်းနှီးတဲ့လူချင်းချင်းပြောတာဖြစ်တဲ့အတွက်ဘာမှပုံစံနဲ့ပဲသုံးလို့ရှိပါတယ်ဒီလေးလာခဲ့တဲ့ grammar လေးကိုအနှစ်ချုပ်အနေနဲ့ပြန်ပြောရရင်ခေါ်တွန်းမျိုးတို့လီလို့ပါဆိုပြီးတော့အဓိပ္ပာယ်ရပါတယ် grammar လေးကိုတော့ EU လို့ခေါ်တဲ့အကြောင်းအရာတွေခြားလို့မသိသေးတဲ့အကြောင်းအရာကိုကိုကပြောတဲ့ခါမျိုးမှာသုံးပါတယ်နောက်ထပ်ကိုကစတင်ပြီးတော့အကြောင်းအရာတစ်ခုကိုပြောရင်တဲ့ခါမျိုးမှာစကားအစအနေနဲ့လေဒီ grammar ကိုသုံးပြီးတော့ပြောလို့ရှိပါတယ်နောက်ထပ်အခြားလူရဲ့စကားကိုစန့်ကျင်တဲ့အခါမျိုးမှာဒီ grammar လေးကိုသုံးပြီးတော့ပြောလို့ရှိပါတယ်ဒါပေမဲ့သတိထားမှာစန့်ကျင်ဘက်အနေနဲ့ပြောတဲ့အခါမှာတော့အရင်ရင်းနှီးတဲ့တငယ်ချင်းဒါအမဟုတ်ဒီသားစုညီကိုပေါင်းတို့မှကြားမှာပဲပြောလို့ရှိပါတယ်လောက်ဆိုရင်ဒီ grammar လေးကိုနားလည်သဘောပေါက်မယ်လို့ယုံကြည်ပါတယ်ရှင်းတာနားမလည်တာရှိရင် comment မှာမှတ်ချက်ရေးသွားနိုင်ပါတယ်ကျွန်တော်ရဲ့ YouTube channel မှာလည်းအပတ်စဉ်ကိုရီးယား grammar များကိုတင်ဆက်ပေးတာဖြစ်လို့ like and subscribe ပြုလုပ်ခဲ့ဖို့မေတ္တာရက်ခံပါတယ်အားလုံးပဲနောက်ဗီဒီယိုများမှာပြန်တွေ့ပါမယ်အန်ညွန်